cosmetic page လေးမှာကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ skin care နဲ့ပတ်သက်ပြီးတော့မေးထားတဲ့မေးခွန်းလေးတွေကိုပြန်ပြီးဖြေရှင်းပေးကြမှာဖြစ်ပါတယ်ရှင်ပထမဆုံးမေးခွန်းလေးကတော့ sun cream သေချာမလိမ့်လို့ရှိရင်ဘာဖြစ်တယ်လဲဆိုတော့ sun cream သေချာမလိမ့်လို့ရှိရင်နေအောင်ကြည့်ကြောင်းဒီအသားရည်တွေနီတာပူတာဆက်တာတွေဖြစ်နိုင်ပါတယ်ပြီးတော့အသားတွေမဲလာမယ် skin တုံးမညီတာတွေလည်းဖြစ်လာနိုင်ပါတယ်စားဝတ်ချန်နဲ့အမဲဆက်တွေပိုထန်လာပြီးတော့အရေမတန်ခင်အိုမင်းရင်းရော်လာတဲ့အရေးကြောင်းတွေလည်းဖြစ်လာနိုင်ပြီးတော့အသားရည်၆တွေ့ပြီးဆက်တဲ့ skin တွေတောင်ဖြစ်နိုင်ပါသေးရဲ့ရှင်နေအောင်ကြည့်မှာပါတဲ့ UV ray တွေကြောင့် skin damage တွေပိုပြီးဖြစ်လာနိုင်ပါတယ်အထူးသဖြင့်မနက်10 နာရီကနေပြီးတော့ညနေ4 နာရီအတွင်းအပြင်ထွက်တာများတဲ့သူ AHA PA စတဲ့ skin care ကိုပုံမှန်သုံးနေတဲ့သူဆိုလို့ရှိရင်တော့ skin care သုံးဖို့ပိုပြီးလိုအပ်ပါတယ်နော်နောက်ထပ်မေးခွန်းလေးကကြတော့နေ့လယ်ဘက်မှာ sun cream ကိုတစ်ခါထပ်ပို့ပြီးသုံးသင့်လားဖုန်တွေက skin ပေါ်မှာပိတ်မိတယ်လို့မဖြစ်နိုင်ဘူးလားဆိုတော့နေ့ခင်းဘက်မှာ sun cream ကိုနောက်တစ်ခါပို့ပြီးသုံးပြီးပြန်ပြီးသုံးမိတာကတော့ကောင်းတာပေါ့နော်ဒါပေမဲ့အထူးသဖြင့်နေအောင်နဲ့ထွက်နေလို့ရှိရင်ချွေးတက်နေလို့ရှိရင် mask တွေဝတ်ထားလို့ရှိရင်ဒါမှမဟုတ်လို့ရှိရင်အောက်တော်မှာသွားပြီး activity တစ်ခုလုပ်နေရဆိုလို့ရှိရင်တော့တစ်ခါထပ်ပို့ပြီးလိမ့်မိသင့်ပါတယ်ဒါပေမဲ့ဂရုစိုက်ထားမှာကြတော့ဖုန်းနဲ့အစီတွေက skin ပေါ်မှာပိတ်မိနေတာဆိုရယ်စိုးရိမ်တာအဲ့လိုမျိုးစိုးရိမ်တာကြတော့ပေါ့နော်ကိုကနေဘူးတဲ့အရန်ထွက်နေလို့ရှိရင်တော့မျက်နှာပေါ်မှာရှိတဲ့ makeup တွေအကုန်ဖြတ်ပြီးတော့မှ sun cream ထပ်ပြီးလိမ့်ပေးတာတော့ပိုပြီးကောင်းတယ် skin ကိုသေချာ cleansing မလုပ်ဘဲနဲ့ထပ်လိမ့်လို့ရှိရင်တော့ချွေးပေါက်တွေပိတ်နေတယ်လို့ပြီးတော့မျက်နှာကအရန် heavy လဲခံစားနေရတတ်ပါတယ်ဒါမှမဟုတ်လို့ရှိရင်တော့ makeup တင်ထားပြီးတော့ sun cream spray လေးသုံးသင့်ပါတယ်နောက်ထပ်မေးခွန်းလေးက sun cream လိမ့်ထားလို့တဲ့ညဘက်မှာမျက်နှာမသေးပဲအိမ်ကြီးဘာဖြစ်လာနိုင်လဲဆိုတော့ sun cream လိမ့်ထားလို့ညဘက်မှာမျက်နှာမသေးပဲနဲ့အိမ်ကြီးလို့ရှိရင်တော့အသားရည်မှာပြဿနာချိုးတစ်ခုဖြစ်လာနိုင်ပါတယ်တစ်ခါတလေဆိုရင်အရန်မဆိုးပင်မဲ့မကြာခဏဆိုလို့ရှိရင်တော့ skin တွေ damage ဖြစ်လာနိုင်ပါတယ်ရှင်ဖြစ်နိုင်တာကတော့ချွေးပေါက်တွေကျပြီးတော့ဝက်ချန်တွေထွက်လာနိုင်တယ်ဖုံးအစီတွေကချွေးပေါက်ထဲမှာပိတ်မိနေပြီးတော့အသားရည်တွေမညီတော့မျက်နှာကျန်းလာတာမျိုးအသားရည်မွဲလာတာမျိုးတွေဖြစ်လာနိုင်ပါတယ် sensitive skin သွားရည်ဆိုလို့ရှိရင်အသားရည်ညီရာရှားတာတွေဖြစ်လာနိုင်တယ် waterproof ပါတဲ့ sun cream တွေဆိုလို့ရှိရင်တော့ပိုပြီးဆိုးနေပါတယ်အသားရည်မှာကတ်နေတတ်လို့လေတန်ရှင်းလေးလုပ်ပေးတင်ပါတယ်ရှင်အကောင်းဆုံးကတော့ညဘက်မှာ sun cream ဖြတ်ပြီးတော့မျက်နှာသိအိတ်တာပါရှင်ဒါပေမဲ့လူတွေကတခါတရလို့ရှိရင်အလောက်ကပင်မလို့ဆိုပြီးတော့ sun cream ကိုဖြတ်ပဲနဲ့အိတ်မိလိုက်တယ်ဒါကအရန်တော့မစိုးနေဘူးပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်နောက်နေ့မနက်မှာ chair cleanser လေးနဲ့မျက်နှာတစ်ပြီးတော့ပေါ့နော် moisturizer လေးပြန်ပြီးတော့လင်းပေးလို့ရှိရင်တော့အဆင်ပြေပါတယ်ဒါကတစ်ခါတလေပဲပြောတာနော်အမြဲတမ်းတမဟုတ်အမြဲတမ်းဆိုရင်တော့အသားရည်တွေစိုးလာနိုင်ပါတယ်ရှင်နောက်ထပ်မေးခွန်းလေးကတော့မျက်နှာအသားရည်အတွက်ဆန်ဆေးရည်တကယ်ကောင်းလာတဲ့ဆန်ရဲ့ပိုးတွေကြောင့်မတက်ရမျိုးမဖြစ်နိုင်ဘူးလားဆိုတော့ဆန်ဆေးရည်ကတချို့သူတွေအတွက်ဆိုလို့ရှိရင်တော့ကောင်းတယ်အသားရည်ကိုနူးညံ့စေတယ်အေးတယ်လို့လည်းခံစားရတယ်ဆန်ထဲမှာပါတဲ့ဗီတာမင်တချို့ကြောင့် skin ကခဏတစ်ဖြုတ်တော့အေးတယ်လို့ခံစားရပါတယ်ဒါပေမဲ့လူတိုင်းနေတော့မတက်ဘူးနော်ဆန်ပေါ်မှာရှိတဲ့ပိုးတွေဖုန်တွေကြောင့် skin နဲ့ဓာတ်မတည့်တာရှားတာဝက်ချန်ထွက်တာတွေဖြစ်လာနိုင်ပါတယ်အထူးသဖြင့်ဆက်ဆက်တဲ့ skin ဝက်ချန်ထွက်လဲတဲ့ skin နဲ့ skin barrier အားနည်းတဲ့သူတွေဆိုလို့ရှိရင်တော့သုံးပိတ်ဖို့လုံးဝမသင့်ပါဘူးနောက်တစ်ခုကဆန်ဆေးရည်ကိုအချင်းကြာထားပြီးသုံးတယ်ဆိုလို့ရှိရင်ဘက်တီးရီးယားတွေကပေါက်သွားရောအဲ့တော့မျက်နှာမှာနေရာရှားတာနဲ့အဖုသေးသေးလေးတွေဖြစ်လာနိုင်တယ်သုံးချင်တယ်ဆိုလို့ရှိရင်တော့ဆန်ကိုအရင်ဆုံးတက်လေးဆေးရမယ်ပြောလို့ရှိရင် fresh ဖြစ်တဲ့ဆန်ဆေးကိုပဲသုံးပေးရမယ်မျက်နှာကိုမလိမ့်ခင်ဒီလေဘက်မှာရှိတဲ့ဂျော်လိုင်းလေးတွေမှာအရင်ဆုံးစမ်းတက်ပေးတင်ပါတယ်ဂျော်လိုင်းမှာလိမ့်လိုက်လို့ပေါ့နော်အခြေပြားတွေကပူရာနီလာဆက်လာတာဖြစ်လိုက်လို့ရှိရင်ချက်ချင်းချက်လိုက်ပါဒါပေမဲ့အဲ့ဒါကလေကိုနဲ့တဲ့တယ်ဆိုတိုင်းလေအငြင်းနဲ့တုံပြီးမှုမတင်ဘူးတစ်ပတ်မှာ2 ချိန်ပဲသုံးနေနော်ဆန်ဆေးရည်နဲ့မျက်နှာတက်ပြီးရင်တော့ moisturizer လေးပြန်လိုက်ပြီးမှတော့အဆင်ပြေမယ်နောက်ထပ်မေးခွန်းလေးကကြတော့မျက်နှာအစီပြန်ရင်ရောတဲ့မျက်နှာအစီပြန်တာကဥပမာဆိုလို့ရှိရင်က skin care လုပ်ပြီးလို့ရှိရင်နှာခေါင်းတို့နှစ်ဖူးတို့မှာအစီတွေထွက်လာတာမျိုးတချို့ဆိုလို့ရှိရင် makeup လိမ့်နေတာခဏလေးနဲ့ပြတ်သွားတတ်တယ်ဒါပေမဲ့အဲ့ဒါကြတော့မျက်နှာမှာပေါ့နော်အစီတွေကိုလိုတာထက်ပိုပြီးထုတ်ပေးနေလို့ဖြစ်တာအများအားဖြင့်တော့ဇာတိဥရုပူတာပြောလို့ရှိရင် hormone change ဖြစ်တာနဲ့အေးရမို့ရတာ stress များတာတွေ skin care မကိုက်နေတာတွေကြောင့်ဖြစ်နိုင်ပါတယ်အဲ့လိုဖြစ်တယ်ဆိုလို့ရှိရင်တော့လူတော်များများသိမလားကိုမျက်နှာမှာအရန်အစီတွေပြတ်နေပြီဆိုလို့ရှိရင်တော့မျက်နှာကိုခဏတက်ကြတယ်ဒါပေမဲ့အဲ့ဒါကောင်းလားဆိုတော့မကောင်းဘူးအရန်ခဏတက်နေပြီဆိုလို့ရှိရင် skin ကငါချောက်နေပြီဆိုပြီးတော့အစီတွေပို့ပြီးတော့ထုတ်လုပ်ပေးနိုင်တယ်အကောင်းဆုံးကနူးညံ့တဲ့မျက်နှာသစ်စစ်ပြားလေးကိုသုံး moisturizer ကို cream တိုင်းမဟုတ်ဘဲနဲ့ဂျယ်တိုက်လေးလိမ့်ပေးရပါမယ်ပြီးရင် sun cream ကတော့မပါမဖြစ်သုံးပေးရမယ်ပြီးတော့အစီတွေအရန်ထွက်လာတဲ့အခါလေးတီရှူနဲ့မျက်နှာကိုအရန်အကြမ်းမတိန်တိုက်လိုက်တာမျိုးမဟုတ်ဘဲနဲ့ wine paper ဆိုတဲ့စာရွက်လေးရှိတယ်အဲ့စာရွက်လေးနဲ့မျက်နှာပေါ်ကအစီတွေအသားရလေးစုပ်ယူပြီးလို့ရှိရင်တော့ပိုပြီးအဆင်ပြေတယ်အဲ့လိုမျိုးဆိုလို့ရှိရင်တော့အစီထွက်တာတွေကလည်းတဖြည်းဖြည်းတက်တာလာနေပါရဲ့ရှင့်